ရာတပည့်နောက်လင်းရင်တိုင်ထိပ်ဖျားကိုတက်သွားပြီးတော့မောလိနီပြည်ရှိရာအရပ်ဘက်ကိုမှန်းပြီးတော့သင်္ဘောနဲ့အဝေးဆုံးနေရာရောက်အောင်ကိုအဲ့ဒါခုံချလိုက်တာအတဘေးနဲ့ကျုံလာတဲ့အခါကျတော့သင်္ဘောပေါ်မှာပါလာတဲ့ခရီးသည်တွေကဟိုပြေးဒီပြေးနဲ့စူညံပွက်နေတာအသေးဘေးသေးဝဆိုင်ပြီးကိုအဲ့ဒီလိုရောက်ရက်ခတ်နေတဲ့အချိန်မှာဘုန်းကြီးတို့ဘုရားလောင်းတော်သင်္ခပုံနာကညီတော်အာနန္ဒာအလောင်းဖြစ်တဲ့သူတပည့်ကိုပြောတယ်ငါတပည့်အခုချိန်ရောက်မှတော့ဘာမှသွေးပြက်မနေနဲ့တော့စားစရာရှိတာဝါအောင်သာစားငါလည်းအဝစားမှာပဲပြီးလို့ရှိရင်မင်းတကူလုံးဟောဒီထောပစီတွေကိုလိမ့်ငါလည်းလိမ့်မှာပဲလိမ့်ပြီးလို့ရှိရင်ငါလှုပ်တယ်လို့မင်းလိုက်လို့ညီတော်အာနန္ဒာအလောင်းသူတပည့်ကိုသူမှာကြစားလို့ပြီးတဲ့အခါကျတော့ခန္ဓာကိုယ်မှာတခါတည်းထောပစီတွေလိမ့်ပြီးတော့ဆရာတပည့်နောက်လင်းရင်တိုင်ထိပ်ဖျားကိုတက်သွားပြီးတော့မောလိနီပြည်ရှိရာအရပ်ဘက်ကိုမှန်းပြီးတော့သင်္ဘောနဲ့အဝေးဆုံးနေရာရောက်အောင်ကိုအဲ့ဒါခုံချလိုက်တာကျန်တဲ့လူတွေကတော့ပင်လယ်ထဲမှာပရိသတ်တွေဟိုပြေးဒီပြေးဟိုပြေးဒီပြေးနဲ့တခါသင်္ဘောကြီးတစ်ပြေးပြေးနဲ့မြုံပြီးတော့သွားလိုက်တာအဲ့ဒီလူတွေလည်းအကုန်သေးငါးစားငမန်းစားမိချောင်းစားတွေဖြစ်ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးနဲ့အဲ့ဒါအာနန္ဒာအလောင်းတို့ကလက်ပြေကူးပြီးတော့တခါတပြေးကြရောပြေးပြီးတော့အဲ့ဒီပင်လယ်ထဲမှာကူးနေလိုက်တာဟာဘယ်လောက်ကြာတော့ဆိုရင်9 ရက်ကြာတယ်တဲ့9 ရက်ပတ်လုံးအသက်မသေးပဲနဲ့အဲ့ဒီမှာပြောသွားရင်ကနေတဖြည်းဖြည်းနဲ့ဘဲနဲ့ဖြစ်လာတယ်မျောပဲကြံတော့တယ်တခါတည်းမျောပဲကြံတော့သေတော့မသေးဘူးတော့အဲ့ဒါတခါတည်းမျောနေတာရလောက်လေးတော့လှုပ်နဲ့ကူးနေသေးတာအဲ့တော့ဒီနေရာမှာကုသိုလ်ကောင်းမှုပြုလုပ်ထားတဲ့သူအကျင့်သီလပြည့်စုံတဲ့သူမိဘကိုပြုစုစောင့်ရှောက်လုပ်ကြွေးတဲ့သူများကိုပင်လေသမုဒ္ဒရာထဲမှာဘေးဒုက္ခတွေတွေ့ကြုံရင်ကဲမစောင့်ရှောက်ဖို့လို့ဆိုပြီးတော့လောကပါဠနမင်းကြီး၄ပါးကဘသူကိုတာဝန်ပေးထားတော့ဆိုရင်ဘုန်းကြီးတို့ပရိသတ်ဒီနတ်သမီးကိုကြားပြီးသားပါမဏိမေခလာအဲ့ဒီမဏိမေခလာနတ်သမီးကိုလောကပါဠနမင်းကြီးတွေကတာဝန်ပေးထားတာမဏိမေခလာနတ်သမီးကလည်းပဲနတ်စည်းစိမ်တွေခံစားပြီးတော့သူနေလိုက်တာပင်လေတဲ့ကိုတခါတလေမှသူကကြည်တာသင်္ဘောကလည်းနေတိုင်းနစ်တာမှမဟုတ်တော့လည်းပဲသူကနေတိုင်းပဲကြည်မလဲနောက်တော့သူတတိယသွားတယ်ဟာ9 ရက်တောင်ရှိပြီငါပင်လေတဲ့မကြည်ရတာမှန်ကြည်လိုက်အောင်မဟာဆိုတော့ပင်လေတဲ့ကြည်လိုက်ရောဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးရဲ့သင်္ခပုံနာရဲ့သီလဘုရားလောင်းတော်ကြီးရဲ့ဒါနကောင်းမှုတွေကိုမြင်လိုက်ရောကဲမဆိုပြီးတော့အဲ့ဒါခါတဲ့အလွန်ကိုအရသာကောင်းမွန်တဲ့နတ်သုဒ္ဓါတွေကိုရွှေခွဲနဲ့ထဲပြီးတော့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးသင်္ခပုံနာရှိတဲ့အရာကိုရောက်လာ